မြေဝယ်တော့မယ်ဆိုရင်ရေးကြီးဆုံးအချက်များနေမဲဖြစ်ဖြစ်မြေခွက်ပဲဖြစ်ဖြစ်ဝယ်တော့မယ်ဆိုရင်တော့ရောင်းမဝယ်မမဖြစ်ဖို့ကအရေးကြီးပါတယ်ငွေကြီးတန်ဖိုးများပြားအသုံးပြုပြီးတော့ဝယ်ရွားတဲ့အရာတွေဖြစ်လို့အထူးဂရုစိုက်စစ်ဆေးပြီးတော့မှပဲဝယ်ယူသင့်ပါတယ်ဒီနေ့တော့မြေဝယ်ယူတော့မယ်ဆိုရင်ရေးကြီးဆုံးအချက်တွေကိုပြောပြပေးချင်ပါတယ်နံပါတ်1မြေမျိုးစားမြေပိုင်ဆိုင်မှုကိုမျိုးစားခွဲခြားပြရရင်တော့လေမြေဥယျာဉ်ချမ်းမြေဂရံမြေရွာမြေဘိုးဘွားပိုင်မြေဆိုပြီးတော့ဒီမျိုးစားတွေများစွာရှိတာကိုတွေ့ရပါတယ်ဒီလိုမြေပိုင်ဆိုင်မှုမျိုးစားကိုခွဲခြားပြီးတော့ကိုယ်ဝယ်ယူမဲ့မြေရဲ့ဂရံစစ်မစစ်ကိုလည်းတီးခြားစွာစူးစမ်းလေ့လာဖို့လိုအပ်ပါတယ်မြေမျိုးစားနဲ့နေရာဒေသပေါ်မူတည်ပြီးတော့ဈေးနှုန်းကွာခြားချက်တွေရှိတာကြောင့်မိမိကိုယ်တိုင်တေချာစုံစမ်းပြီးမှဝယ်သင့်ပါတယ်နံပါတ်2ကာလာပေါက်စီမြေစည်းကိုတစ်ခါလေးစုံစမ်းပြီးတော့တစ်ခါလေးတန်းဝဲတာမျိုးမဟုတ်ဘဲနဲ့နေရာပေါင်းစုံတောင်ပေါင်းစုံကနေစုံစမ်းစစ်ဆေးသင့်ပါတယ်ခေါ်ထားတဲ့စီကအိန္ဒိယရဲ့ကာလာပေါက်စီနဲ့ကိုက်ညီရလားများနေရလားဒါမှမဟုတ်နည်းနေတာလားနည်းနေရင်ဆိုရင်လည်းပြဿနာရှိနိုင်တဲ့အတွက်စုံစမ်းသင့်ပါတယ်နောက်ပြီးတော့နာဂတ်တန်မိုးရအကျိုးမြတ်ရှိနိုင်မရှိနိုင်ကိုလည်းထည့်သွင်းစဉ်းစားသင့်ပါတယ်နံပါတ်3အထောက်ထားမြေယာဝယ်ယူရဆိုတာငွေကြေးသင်္ကန်းနဲ့အထက်သုံးရတာကြောင့်အလွန်တတိထားပြီးတော့ဝယ်ယူနိုင်မှတော်ကကျနိုင်မှာပါဒါကြောင့်မြေပိုင်ဆိုင်မှုအထောက်ထားမှန်ကန်မှုရှိမရှိကိုလည်းစစ်ဆေးတတ်ဖို့လိုအပ်ပါတယ်တကယ်လို့သာအထောက်ထားမမှန်တာမျိုးဆိုရင်တော့သုံးလိုက်တဲ့ငွေကြေးဆုံးရှုံးနေတာမှုပြင်တရားရုံးမှာအမှုဖို့ပြီးတော့မုတ်ရင်ဆိုင်ရနိုင်တာကြောင့်ဒီချက်တွေကအရေးကြီးပါတယ်နံပါတ်4စာချုပ်ချုပ်ဆိုခြင်းမြေပိုင်ဆိုင်မှုလည်းခွဲခြားသိပြီးအထောက်ထားမှန်လည်းစစ်ဆေးပြီးတဲ့နောက်မှာတော့မြေယာပိုင်ဆိုင်ကြောင်းစာချုပ်ကိုခိုင်မာစွာစာချုပ်ချုပ်ဆိုနိုင်မှုအရေးကြီးပါတယ်ငွေချေပြီးမှစာချုပ်ခိုင်မာစွာမချုပ်နိုင်လို့မှုခင်းဖြစ်တာမျိုးတွေလည်းမကြာခဏကြားသိနေရပါတယ်ဒါကြောင့်စာချုပ်ချုပ်ဆိုတဲ့နေရာမှာတက်ကြွနားလေတဲ့သူတွေစီမေးမြန်းပြီးတော့ရှိမှစာချုပ်ချုပ်ဆိုရတော့လည်းကောင်းစာချုပ်ရေးသားကိုလေကြကြလက်ကြပိုင်နိုင်ချုပ်ဆိုတတ်ဖို့အရေးကြီးပါတယ်ဒီနေရာမှာချက်လက်နဲ့ငွေပေးချေမှုစင်းရက်ဆွဲတွေကိုတိတိကျကျထည့်သွင်းရေးရမှာမင်းနံပါတ်5သတင်းစာကြော်ညာဒီအဆင့်ကိုတော့လှုပ်ရှုပ်တယ်လို့မမြင်စေဘဲနဲ့မိမိဝယ်ယူထားတဲ့မြေနဲ့ပတ်သက်ပြီးတော့သတင်းစာမှာကန့်ကွက်နိုင်ကြောင်းထည့်သွင်းရေးသားတင်ကြောင်းအကြံပြုလိုပါတယ်ဒါမှသာအခုရှုံးမနောင်ရှင်းဆိုတဲ့အတိုင်းပဲစိတ်တော်ကကင်းကင်းနဲ့ရှုပ်ရှင်းကင်းတဲ့မြေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်